action ကားတွေကြည့်တယ် not English ကားတွေကြည့်တယ် English ကားတွေကြည့်လို့90ခန်းလောက်ကို hard to understand နားလည်ဖို့90ခန်းလောက်နားလည်ဖို့ခက်နေကိုကမဖြစ်သေးပါဘူးရှင်းတယ်ဗျ action ဇာတ်ကားဆိုတာကဟိုပေါ့ဗျာလူတိုင်းနှိပါနားလည်အောင်လုပ်ပေးထားတာအင်္ဂလိပ်စာအဆင့်အရင်မြင့်စရာမလိုအဲ့ဒီထက်ကကိုကတဝက်လောက်တော့မှနားမလည်ဘူးဆိုတော့ကိုယ့်ရဲ့ comprehension ပေါ့နော်နားလည်နိုင်ခြင်းဟာအားနည်းနေပြီအဲ့တော့အဆင်သင့်မဖြစ်သေးပါဘူးဟုတ်ပြီအင်္ဂလိပ်စာဥတီမဖတ်ဘူးသတင်းတွေမဖတ်ဘူးအင်္ဂလိပ်လိုစောင်းပါးတွေမဖတ်ဘူးမြန်မာလိုတွေပဲဖတ်တာနော်မြန်မာနိုင်ငံအကြောင်းသတင်းဆိုလည်းမြန်မာလိုပဲဖတ်တာအင်္ဂလိပ်တွေရေးထားတဲ့အစာတွေကိုခတ်တာနဲ့ကုန်ဖတ်တော့ဘူးမြန်မာလိုဘာသာပြန်လေးတွေ့ရတယ်မြန်မာ version ကိုပဲလိုချင်တာအဲ့ဒါဆိုကျွန်တော်တို့ပြဿနာတက်နေပြီဘာကြောင့်လို့ဆိုတော့ reading ဖတ်တယ်ဟဲ့ဆိုလို့ကျွန်တော်တို့ကအပုတ်40ကိုတနားရီတွင်းမှာဖြည့်ရတာတစ်ပုတ်ကို2မိနစ်မရအောင်တစ်ပုတ်ကို1မိနစ်နဲ့15စက္ကန့်1မိနစ်နဲ့စက္ကန့်30ဒီလောက်ပဲရတာတစ်ပုတ်ကိုဒီ1မိနစ်စက္ကန့်60လောက်တွင်းမှာ analyze လုပ်နိုင်ဖို့အတွက်ဟာစာများများဖတ်ထားမှရမယ်စာမဖတ်ထားဘဲနဲ့ reading strategy တွေဘယ်လောက်ပဲကောင်းကောင်း tips တွေ tricks တွေဘယ်လောက်ပဲကောင်းကောင်းသူမှအဆင်မပြေနိုင်ပါဘူးနော်